အားလုံးပဲမင်္ဂလာပါဗျာ။ရက်ပေါ်လေး channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်တော်မိတ်ဆွေတွေနေကောင်းကြမှာကြရလား။ကဲအခုတလောကတော့ဗျာကျွန်တော်တို့ဖက်ချမ်းမှာတော့မုံတိုင်းလာတယ်ဆိုလားမသိဘူး။၃ရက်လောက်ရှိပြီမို့တော့တအားရတာ။အရင်တော့ပူခဲ့တဲ့များတော့အခုတော့အတိုးနဲ့ပြန်ပြီးတော့အေးရှမ်းလေးအေးရှမ်းလို့ပဲဆိုမှာပေါ့နော်။ဒါပေမဲ့လည်းမြန်မာပြည်မှာဖြစ်ပျက်နေတဲ့သတင်းတွေကြားတာတော့စိတ်တော့မအေးရှမ်းပါဘူးဗျာ။အဲ့ဒါတွေကတော့အများနဲ့ပူလောင်နေရတယ်လို့ပဲဆိုမှာပေါ့နော်။ဒါဆိုကျွန်တော်ဒီနေ့ရရှိထားတဲ့သတင်းလေးတွေကိုကျွန်တော်စုစည်းပြီးတော့ကျွန်တော်တင်ပြပေးပါမယ်။ပြီးတော့ကျွန်တော်နောက်ဆုံးမှာဘယ်သူကို reaction လုပ်မလဲဆိုတာကျွန်တော်လည်းအတူအဆုံးဖြတ်လိုက်ပါကြည့်ရှုပေးကြပါအောင်ဗျာ။ဒါဆိုကျွန်တော်ဒီနေ့ရရှိတဲ့သတင်းလေးကတော့ကျွန်တော်အရင်ဦးဆုံးဒီထက်မှာဒီစိတ်မကောင်းစားသတင်းလဲပါတယ်လို့ဒီတကယ်ဝမ်းသာစားသတင်းဒီစခန်းသိမ်းတဲ့သတင်းလဲပါတာပေါ့နော်။အဲ့ဒါတော့အဆုံးထိနားဆင်ပေးကြပါအောင်ဗျာ။ဒါဆိုကျွန်တော်တို့ရခိုင်ပြည်သတင်းနဲ့ကျွန်တော်အရင်ဆုံးစလိုက်ကြအောင်။ကြောင်ဖြူမှာဆက်ကောင်စီတက်ကလက်နက်ကြီးပြတ်ခတ်မှုကြောင့်ပြည်သူတအုပ်တေဆုံးပြီးစားတော့တပါ9ဦးထိဒါရပါတယ်ဆိုပါတယ်ဗျာဒါကတော့တကယ်စိတ်မကောင်းစရာသတင်းဖြစ်ပါတယ်တိုက်ပွဲပြင်းထန်နေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာဆက်ကောင်စီတက်ရတိုက်ခိုက်နေပြီးတစီမှာလက်နက်ကြီးတွေပြတ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အရတာပြည်သူတအုပ်တေဆုံးကစားတော့တပါပေါင်ပြည်သူ9ဦးထိခိုက်ဒါရရှိသွားတော့ကြောက်ဖြူဒေသခံတွေစီရသိရပါတယ်ပြီးခဲ့တဲ့မေလ19ရက်နေ့ညနေပဲ10နာရီကျော်လောက်မှာတဲ့ကြောက်ဖြူမြို့နယ်ဇင်ချောင်းပင်လယ်ပြင်ရှိစက်ကောင်စီတိုက်ခိုက်နေပြီးဒီစီကနေလက်နက်ကြီးရှောင်းလုံးထက်မနဲ့ပြက်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်အဆိုပါစက်ကောင်စီတက်ကပြက်ခတ်တိုက်ခိုက်ခဲ့တဲ့လက်နက်ကြီးကြီးတွေဟာကြောက်ဖြူမြို့နယ်ရတက်ကကျွရနဲ့ပေါက်ပြင်ကျွရအတွင်းကိုကြားရပေါက်ခွဲခဲ့တာကြောင့်တဦးတည်ဆုံးကစာတော့တပားနဲ့ပြည်သူရှုပ်ဦးထိဒဏ်ရာရှိခဲ့တယ်လို့ဆိုပါတယ်ပြီးတော့တည်ဆုံးသွားတဲ့သူတွေထဲမှာကြောက်ဖြူမြို့နယ်ရတက်ကကျွရမှာတော်ဆန်အင်းနု63နှစ်ဖြစ်ပြီးဒါရရှိတဲ့သူတွေကတော့ကြောက်ဖြူမြို့နယ်ပေါက်ပင်ရွာမှာဆရာတော်ပညာဝန်တတ်တော်59နှစ်မအင်းငိမ့်သူအသက်18နှစ်ကြောက်ဖြူမြို့နယ်ရွာတက်ကရွာမှာမနန္ဒာအောင်14နှစ်တော်မဝင်း35နှစ်ဦးကျော်စိုးမိုး39နှစ်ဦးစိုးတင်60နှစ်ဦးမောင်ဖိုးရ89နှစ်တို့ဖြစ်ကြပါတယ်တိုက်ပွဲတွေပြင်းထန်နေဗီတွေကနေလက်နက်ကြီးတွေပြတ်ခတ်တာတွေရှိပဲဒါကတော့အဲ့ဒီသူတို့ရဲ့လုံနီလုံထုံလမ်းစဉ်လို့ပြောအောင်ပေါ့နော်ကျွန်တော်တို့တိုက်ခိုက်လို့မြေပြင်မှာတိုက်ခိုက်လို့မနိုင်တော့သူကတော့ပြည်သူတို့သူကတော့မဲတာပဲနော်ဆိုတော့ပြည်သူတွေရှိတဲ့ကြေးရွာတွေကိုလည်းပြက်ခတ်တာပေါ့ဒါအကြောင်းပြည်သူတွေဆိုရင်ရှိနေတဲ့ဘိုးခုံကျင်းထဲမှာအဲ့ရပုံများပါတယ်တဲ့ဒီကြောက်ဖြူမြို့နယ်ဇင်ချောင်းကြေးရွာနေတဲ့ဒေသခံအမျိုးသမီးတူကပြောပါတယ်လက်ရှိမှထိခိုက်တာရရှိသွားတဲ့စားတော့တပားနဲ့ပြည်သူ6ဦးမှစစ်ကူတောင်းမှုခံနေရှိတယ်လို့လည်းသိရပါတယ်ကြောက်ဖြူမြို့နယ်မှာအာရခတက်တော် A နဲ့စက်ကောင်စီတက်တော်ဟာတောင်ပေါ်ကြီးရည်တဲ့စခန်းအနီးကနေကြေးရတွေနဲ့မင်းပြင်တိုင်းချောင်းဇင်ချောင်းကြေးရအနီးနားနေရာတွေမှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်စွာပြတ်ဖားနေတယ်လို့သိရပါတယ်ကြောက်ဖြူမြို့နယ်မှာအာရခတက်တော် A နဲ့စက်ကောင်စီတက်တော်ဟာတောင်ပေါ်ကြီးရည်တဲ့စခန်းနေကြေးရနေတဲ့မင်းပြင်တိုင်းချောင်းဇင်ချောင်းကြေးရအနီးနဲ့ရည်နေတဲ့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်လို့သိရပါတယ်တိုက်ပွဲအတွင်းနဲ့ကြားဆုံးများနေတဲ့စက်ကောင်စီတပ်ဟာကြောက်ဖြူမြို့နယ်အနီးဝန်းကျင်ရရွာတွေကိုလက်နက်ကြီးတိုက်ခိုက်ရေး drone တွေနဲ့အဆက်မပြတ်တိုက်ခိုက်လေရှိနေတယ်လို့လည်းကြောက်ဖြူဒေသခံတွေစီကသိရပါတယ်ဗျာဒါကတော့ဒီရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာလက်ရှိဖြစ်နေတဲ့အခြေအနေပေါ့နော်သူတို့တွေကတော့မြေပြင်မှာမနိုင်လို့ရှိရင်တော့ပြည်သူပဲမဲမှာပဲဟုတ်တယ်မသူနိုင်တာပြည်သူပဲရှိတယ်ဟုတ်တယ်မလားကဲဆိုတော့ကျွန်တော်နောက်တစ်ခုကျွန်တော်တို့ကြည့်လိုက်အောင်ဒါကတော့ဝမ်းသာစာသတင်းလို့ပြောပါဘောနော်ကျွန်တော်တို့ဒီတော်လိုင်းဒီရက်ဒီစကန်တင်တော့တဲ့တိုက်ပွဲပေါ့နော်ဆိုတော့စကိုင်းတိုင်းဒီပရဲခရိုင်ဒီအပြင်မြို့နယ်မြေရဲစခန်းကိုတဲ့တော်လိုင်းတက်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်1ရွှေဘိုခရိုင်စစ်ဌာနကမနေ့ကမေလ18ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။စက်ကောင်စီတပ်ဟာအမှတ်1ရွှေဘိုခရိုင်စစ်ဌာနနယ်မြေအတွင်းရှိသူတို့ရဲ့အထိုင်စခန်းတွေကိုလူလက်နက်နဲ့ drone အင်အားတွေဖြည့်တင်းကပြည်သူလူထုကအနိုင်ကျင့်နှိပ်စက်မှုတွေပြုလုပ်မယ်လို့ခိုင်လုံတဲ့သတင်းတွေရရှိခဲ့တယ်လို့လည်းအမှတ်1ရွှေဘိုခရိုင်စစ်ဌာနရဲ့ထုတ်ပြန်ရှင်းမှာဖော်ပြထားပါတယ်။ဒါကြောင့်ပြည်သူလူထုကိုတက်ဆွမ်းနိုင်တဲ့များကာကွယ်စောင့်ရှောက်ဖို့နဲ့လုံခြုံရေးအမှတ်ခံချက်တွေပေးနိုင်ဖို့ Operation ODD စစ်စင်ရေးကိုဆင်နွှဲခဲ့လို့သိရပါတယ်။အဆိုပါစစ်စင်ရေးကိုပြီးခဲ့တဲ့မေလ14ရက်နေ့မှာစိုင်ပြင်မြို့နယ်မြေရဲစခန်းကိုအမှတ်1ရွှေဘိုခရိုင်စစ်ဌာနကောက်ကဲမှုအောက်ရှိစစ်သားအင်အား60နဲ့လက်ဦးမှုရယူတက်ခတ်ခဲ့ပြီးမေလ16ရက်နေ့နက်ပိုင်း9နာရီမှာတဲ့သတင်းထုတ်ပြန်ထားပါတယ်
အဲ့ဒီတိုက်ပွဲအတွင်းမှာရန်သူစက်ကောင်စီတပ်ဖက်က12ဦးတပ်ဆုံးခဲ့ပြီးလက်နက်ခိုင်ရနေလဲတင်စီရခဲ့ပြီလို့အမှတ်1ရွှေဘုတ်ခိုင်စစ်ဌာနကဆိုထားပါတယ်ဒါပြင်ဆိုင်ပြင်မြို့နယ်မြေရစခန်းမှုဒုရဲအုပ်ဝင်းစာနေအောင်မှာသူရဲ့ကောက်ကွယ်မှုအောက်ရှိကြဆုံးဒဏ်ရာရှိခဲ့တဲ့တပ်ဖွဲ့ဝင်တွေနဲ့9နှစ်အရွယ်ကလေးငယ်တူပါဝင်တဲ့မိသားစုဝင်တွေကိုတာဝန်မဲ့စွာခြံထားခဲ့ပြီးတော့ကိုလွတ်ရုံးကထွက်ပြေးသွားခဲ့တယ်လို့လည်းသိရပါတယ်လက်ရှိမှာစက်ကောင်စီတပ်ကအထိုင်ချဆဆွဲခဲ့တဲ့တပ်စခန်းအဆောက်အုံတွေနဲ့ခက်ဆက်မိုင်းတွေကအပြည့်ပိုင်ရှင်းလင်းဖြစ်စီခဲ့ပြီးပြန်လည်ဆုတ်ကြတယ်လို့လည်းသိရပါတယ်အခုဆက်စင်အောင်ပွဲဟာကြည်လက်နဲ့တို့ရဲ့စွန်ပကားတို့ကြောင့်မဟုတ်ပဲပြည်သူလူထုရဲ့စစ်ရေးလုံခြုံရေးအသိတတိရှိစွာပူးပေါင်းမှုမိတော့စက်တီတွေရဲ့ကြောင်မြောက်တဲ့ရဲစွန်တတိနဲ့တော်လိုင်းအဖွဲ့အစည်းတွေစီလုံးညီရဲစာထောက်မှကူညီမှုတွေကြောင့်အောင်မြင်မှုရရှိခဲ့တယ်လို့လည်းဆိုပါတယ်ဒါတော့တကယ်ကိုဝမ်းသာစရာတည်င်းဖြစ်ပါတယ်ဗျာတကယ်ဂုဏ်လည်းယူပါတယ်ဒီအခုလက်ရှိတင်သွားတဲ့စခန်းကိုတင်သွားတဲ့ဒီအမှတ်1ရွှေဘိုခရိုင်စစ်ဌာနချုပ်မှာရှိတဲ့ဒီ PDF ရဲဘော်တွေလည်းကျေးဇူးအထူးတင်ရှိပါတယ်ဒါတော့တကယ်ပြည်သူလူထုတော့တကယ်အားရစရာတည်င်းဖြစ်ပါတယ်ကဲနောက်တစ်ခုကျွန်တော်တို့ဆက်ပြီးကြည့်လိုက်အောင်ဗျာနောက်တစ်ခုကတော့အမတာ344တိုက်ပွဲတဲ့ AA sniper ထိမှန်တော့စကမဘုံမှုတူပြတ်သွားတယ်တဲ့ဒါတော့တကယ်အားရစရာတည်င်းဖြစ်ပါတယ်ဆိုတော့ AR တိုင်းရေကြီးမြို့နဲ့ငတိုက်ချောင်းမြို့မြောက်ဆန်းရွာရှိအမြောက်တပ်အမတာ344တိုက်ရင်ကိုအာရခတပ်တော်နဲ့ပူးပေါင်းမဟာမိတ်တပ်တော်ထိုးဆက်ဆင်နေပြီးအဆိုပါတိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရရှိခဲ့တဲ့စက်ကောင်မချင်းနဲ့ဘုံမှုတူတည်ဆုံကြရလက်တရပါဝမ်းသာကြပါအားရစရာထက်ဒီနေ့တော့ထမင်းစားထမင်းမိန်တော့မယ် AR စစ်မြေပြင်အမတာ344မှာစနိုက်ပါကြီးထိမလို့ပသိမ်မှာစစ်ကူတာခန်ရဲ့တည်ဆုံသွားတယ်လဲပသိမ်မြို့နယ်ဒေသခံတို့ကအာရခတိုင်းကိုပြောပါတယ်စနိုက်ပါထိမလို့တည်ဆုံသွားသူကစက်ကောင်မရှင်ကခလာရ36ဒုတရင်မှုဘုံမှုဟိန်းစောအောင်ဖြစ်တယ်လို့သိရပါတယ်ဘုံဟိန်းစောအောင်ဟာပသိမ်မြို့ရှိအနောက်တောင်တိုင်းစစ်ဌာနချုပ်နာတာခကတင်3ဆင်းအောင်မဆာရာလေးတဲ့စေဝခုတမှုခံယူနေဒီနေ့မေလ19ရက်နေ့မှာတည်ဆုံခဲ့လို့သိရပါတယ်တခါလေနေ့ချင်းကိုတင်းကြိုလိုက်တာရှင်မြေတင်มาလေရင်အစည်းရေ240စီးနဲ့လာပြီးမိတိကျုံသွားတယ်လို့သူကဆက်ပြောပါတယ်တိုက်ပွဲဖြစ်ပွားနေတဲ့မြောက်ဆန်းရွာရှိအမြောက်တပ်အမတာ344တပ်ရင်ကအရခတပ်တော်နဲ့ပူးပေါင်းမဟာမိတ်တပ်ကယာယီသိမ်းပိုက်နိုင်ခဲ့ပြီးလေကြောင်းရန်ကြောင့်ပြန်လည်ဆုတ်ခွာခဲ့တယ်လို့သိရပါတယ်အမြောက်တပ်အမတာ344တပ်ရင်နဲ့အောက်မှာတော့ AR တိုင်းဖြာပုံမြို့နယ်အရှိစိုက်ရှင်လင်းတပ်ရင်ခလာရ98ဒနုဖြူအရှိဆိုင်ရှင်လင်တရင်ခလာရ108နဲ့တမ66လောက်ခံခလာရ14တရင်တို့ရှိတယ်လို့သိရပါတယ်ဗျာဒါကတော့ AA ရဲ့အမခန်းတကယ်ကိုလက်မှန်ပြောင်းတာအရခတ်တော့ AA ကတော့သိတဲ့အတိုင်းပဲသူကတော့မလုပ်ရင်မလုပ်ဘူးဟဲ့လုပ်ပြီးဟဲ့ဆိုတော့အကြီးတွေပဲဆော်တာအဲ့ဒါတော့သိဖို့လိုတယ်ဆိုတော့ကျွန်တော်နောက်တစ်ခုကျွန်တော်တို့ကြည့်အောင်ဗျာနော်အဲ့တော့သတင်းတစ်ခုကတော့စနေမျိုးကိုစကမဒရုန်းနဲ့ဘုံကျဲ H100 လောက်မိလုံသွားတယ်ဒါတော့တကယ်ကိုစိတ်မကောင်းစရာသတင်းလို့ပြောမှာပေါ့နော်ဒီလိုတွေကဒီမင်းအောင်လိုက်ရက်တရာငင်းချင်ခေါ်ပြီးတော့နောက်ပိုင်းမှာအခုပြောမယ်ဆိုတော့အဲ့ဒီနောက်ပိုင်းဘုံနဲ့တော်တော်ကျဲလာတယ်ရွာတွေကိုတော်တော်မီးရှို့လာတယ်တော်တော်လေးကိုပြောမယ်ဆိုတော့အရင်ကထက်2ဆလောက်ကိုနှုတ်လာတယ်လို့ပြောလို့ရတယ်ဗျာနော်အခုဒီရဲဝင်းဦးလက်ထပ်ပေါ်သူကလည်းအခုမှယာယီလောက်ပဲဖြစ်နေတယ်ဆိုတော့သူလည်းတန်တေးဖြစ်ဖို့အတွက်ကိုသူကအသေးအတန်စူးစမ်းတယ်သူရဲ့ပြောမယ်ဆိုတော့သူရဲ့ဇာကဘာလဲငါဘယ်လောက်ထိလုံနိုင်တယ်ဆိုတာကိုသူလည်းတော်တော်ပြချင်နေပုံရတယ်အခုကဘာလဲဆိုတော့ဒါမြေပြင်မှာကြည့်မှဆိုရင်ဒီရခိုင်ပြည်ဝင်ဖို့စူးစမ်းတာနဲ့အခုလက်ရှိဒီအသေးအတန်ကျွန်တော်ဟိုဆော့ဖက်တော့မခွေးဖက်တော့မှာအသေးအတန်စက်ကြောင်ထိုးနေတာတွေကိုကြည့်ပြီးကျွန်တော်သိရတယ်ဗျကဲဒါကျွန်တော်တို့ဒီလေးကိုကျွန်တော်ဆက်ကြည့်လိုက်အောင်ဗျရခိုင်ပြည်နယ်တဲ့ရန်ပြင်းမြို့နယ်စနေမြို့ကစက်ကော်မရှင်ကဒီကနေ့နေ့လယ်ကဒရုန်းနဲ့ပုံကျက်တိုက်ခိုက်ခဲ့တယ်လို့အင်ရှီတရာလောက်မိလောင်သွားလို့လည်းသိရပါတယ်
စနေမြို့ရွှေဟင်းသာရက်ကွက်ကိုစကားဆက်ဒရုန်းပုံကျလို့စာတင်ကြောင်းပါဝရွာလုံးနီးနီးမီလောင်ပျက်စီးခဲ့တယ်လို့စနေမြို့ခံဒေသခံတူကပြောပါတယ်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်တောင်ပေါ်ကြီးရတက်စခန်းဌာနချုပ်ကနေရံပြဲမြို့ကိုစနေဖက်ကနေစက်ကောင်မရှိဆက်ကြောင်းထိုးနေလို့အာရကတက်တော်နဲ့တိုက်ပွဲတွေပြင်းထန်နေတာပါလက်ရှိမှာရခိုင်ပြည်ကြောက်ဖြူမြို့နယ်တောင်ပေါ်ကြီးရတက်စခန်းဌာနချုပ်ဘက်ကအာရကတက်တော်ကပြန်လဲထိုးဆက်ဆင်းလို့သိရပါတယ်စကမဖက်ကအကြဆုံးများနေတော့ရတက်က drone တွေအသုံးပြုပြီးတိုက်ခိုက်နေတာများလာတယ်လက်နက်ကြီးတွေနဲ့လည်းပြက်ကူပါတယ်ပြီးနေတယ်တဲ့တိုက်ပွဲကတော်တော်ပြင်းထန်ပါတယ်လို့ကြောက်ဖြူမြို့ဒေသခံတူကပြောပါတယ်အာရကတက်တော်နဲ့စက်ကောင်မရှင်နဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ကြောက်ဖြူမြို့နယ်တိုင်းကျွိုင်းတောင်မော်ညော်ချောင်းထိန်တွေကျုံပြဲအဝတောင်စတဲ့ကျွရပေါင်း73ရွာကျော်ကဒေသခံ8000ခန့်အိုးအိမ်ဆုတ်ခါပြီးတိုက်ပွဲတင်းချောင်နေရလို့ဆိုပါတယ်ဗျဒါကတော့ကြားထဲမှာတော့ကျွန်တော်တို့ပြည်သူပဲပေါ့နော်ပြည်သူတွေပဲနာတာပေါ့အခုကမိုးကဒီလည်းရောက်တော့မှဆိုတော့အခုအချိန်မှာဆက်ချောင်ရတဲ့ပြည်သူတွေကတော့တော်တော်ခံရမှာဗျသိလားဘာမှပြင်ဆင်မှုမရှိဘူးလေဆိုတော့ကိုကလည်းရခိုင်ပြည်မိုးကလည်းတိတဲ့အတိုင်းပဲရွာပြီးဟဲ့ဆိုစက်တိုက်ရွာတယ်သူကတအားမိုးကတော်တော်ဆိုးတာမရွာဘူးဆိုလည်းမရွာဘူးရွာပြီးဟဲ့ဆိုရင်လာနဲ့ရှိပြီးရွာတယ်အဲ့လောက်ထိရွာတာကဲတော့ကျွန်တော်နောက်တစ်ခုအတင်းလေးကျွန်တော်ဆက်ကြည့်အောင်ဗျနောက်တစ်ခုကတော့ဘာလဲဆိုတော့ဒီရခိုင်ဝန်ကြီးရှုပ်ကြောက်ဖြူလာပြီးဒေသခံတွေကပညာရေးဦးစားပေးပြောရတယ်တဲ့ဆိုတော့ဘာပြောမှမသိတော့โอเคကျွန်တော်ဆက်ကြည့်အောင်ရခိုင်မှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့ကြားကမင်းအောင်လှိုင်ရဲ့ရွက်ကောက်ပွဲအတုကနေပေါ်ထွက်လာတဲ့ရခိုင်ပြည်ဝန်ကြီးရှုပ်ဦးနိုင်ဦးဟာကြောက်ဖြူမြို့ကိုလာရောက်ပြီးဒေသခံတွေကပညာရေးဦးစားပေးကြဖို့ကိုသာဦးစားပေးပြောသွားတယ်လို့ဒေသခံတူကပြောပါတယ်စက်ကောမရှင်ခန့်ရခိုင်ပြည်ဝန်ကြီးချုပ်ဦးနိုင်ဦးကကြောက်ဖြူမြို့နယ်မေလ17ရက်နေ့ကလာရောက်ပြီးတော့ဒေသခံတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တာလည်းသိရပါတယ်ကျောက်ဖြူဒေသခံတူကဝန်ကြီးချုပ်ကဘာလဲဆိုတော့ပညာရေးရခိုင်ပြည်နယ်မှာသူပြောချင်တာကပညာမတတ်တဲ့အတွက်ကြောင့်မို့လို့လူတယောက်ကပြောလိုက်တာနဲ့အဲ့ဒီဘက်ကိုဇောင်းပေးပြီးတော့ရောက်သွားတယ်အဲ့ဒီလိုဇောင်းပေးပြီးတော့ရောက်သွားတာကြောင့်ကလေးသူငယ်တွေကိုပညာသင်ယူရမယ်အတန်းပညာကအကုန်လုံးသင်ယူရမယ်ဆိုတဲ့ပုံစံမျိုးပညာရေးကိုပြောရတယ်အဓိကတော့ပညာရေးကိုဦးစားပေးပြီးပြောရလို့ဆိုပါတယ်ဆိုတော့ကျွန်တော်တို့ကြည့်အောင်ပြောတော့ပညာရေးကိုဦးစားပေးပြောရတယ်အဲ့ဒီကျောင်းတွေကိုဘယ်သူကဘုံလာကျဲအဲ့ဒီကျောင်းတက်နေတဲ့ကလေးတွေဘယ်သူဘုံလာကျဲတာအဲ့ဒါလည်းပြောရမလဲကလေးတွေပညာကောင်းကောင်းသင်လို့ရတာစာကောင်းကောင်းဖတ်လို့ရတာအဲ့ဒါလည်းပြောရမယ်ပညာတော့ဘယ်သူမှဆိုသင်ကျင်တယ်ဗျသိလားပညာကတက်ရှင်တယ်ကိုယ်သားသမီးကိုပညာတက်ဖြတ်စေခြင်းတယ်ကောင်းစားစေခြင်းတယ်သူမှအခုလက်ရှိဖြစ်နေတာကိုပဲကြည့်ကျောင်းတော့မတော်ရဘူးအခုကျောင်းတွေဆိုလို့ရှိရင်အရင်တော့တက်ခဲ့တဲ့အဲ့ဒီအစိုးရကျောင်းတွေမှာမတက်ရကြတော့ဘူးအခုအိမ်လေးတွေမှာအဲ့လိုမျိုးပေါ့ဆရာမတွေဟိုမှာအတန်း3တန်းဆို3တန်း4တန်းဆို4တန်းပေါ့နော်အဲ့လိုမျိုးဆိုဒီဆရာမကအဒီချိန်မှာဒါသင်ရမယ်ပြီးတော့ဒီကလေးတွေပြီးတဲ့နောက်ထပ်အိမ်ကိုသွားအဲ့လိုမျိုးသင်နေရတယ်သိလားသူတို့တွေရဲ့ပြစ်မှတ်ကိုကြောက်လို့သူတို့ရဲ့ပြစ်မှတ်ကအဲ့ဒီကလေးကျောင်းဖုန်ကြီးကျောင်းဒါပဲဆိုတော့ကျွန်တော်ချက်ကြည့်အောင်ဗျပြီးတော့ကျောင်းမှာဆိုလာတွေပါတယ်သူတို့တက်မယ်အိမ်သားဆိုလဲအကောင်းဆုံးဖြစ်အောင်သူတို့မုန်းမမယ်ဆိုပြီးတော့ပြောရတယ်လို့ပြောပါတယ်အဲ့တော့တွေ့ဆုံခဲ့တဲ့အခါမှာဒေတာခေါင်တွေကလက်ရှိကြုံနေရတဲ့အခက်အခဲအားလုံးကိုတင်ပြဆွေးနွေးကြပေမဲ့အုပ်ချုပ်ရေးမှုရဲ့ဟန်တာမှုကြောင့်ဒေတာခေါင်တွေကတေချာဆွေးနွေးခဲ့မရခဲ့ကြဘူးလို့သိရပါတယ်စက်ကွန်ရှင်ခန့်ရခိုင်ပြည်ဝန်ကြီးချုပ်ဦးနိုင်ဦးဟာဒေတာခေါင်တွေနဲ့တွေ့ဆုံပြီးတော့တရုတ်စီမံကိန်းဒီရှိရမဒေကျွန်းကိုလည်းတွားရောက်ခဲ့လို့သိရပါတယ်ပညာရေးကိုဦးစားပေးလုပ်ဝယ်ဆိုပေမဲ့ကြောက်ဖြူနေလူထုဟာနေရာဒေတာအသီးသီးကိုဆက်ပေးရှောင်နေကြတဲ့အတွက်လူသိမ့်မကြံတော့ဘူးလို့ဒေတာခံတူကပြောပါတယ်ပညာရေးကိုလုပ်မယ်ဆိုကြောက်ဖြူမျိုးနဲ့မှလူမရှိတော့တာကြောက်ဖြူကလူတွေကနေဖက်ကိုဆက်ဖြစ်မယ်ဆိုပြီးတင်းချောင်သွားကြတာပတ်စံရှိတဲ့လူတွေကရန်ကုန်မှာဆက်ပေးရှောင်တယ်ပတ်စံမရှိတဲ့လူတွေကနေဖက်ကိုဆက်ရှောင်တယ်အခုမဒေကျွန်းမှာလူပေါင်း300ကျော်လောက်ပိတ်မိနေတယ်ကြောက်ဖြူမျိုးနဲ့တဲကိုဝင်လို့မရဘူးလို့ပြောပါတယ်လက်ရှိမှာတော့ရခိုင်ပြည်ကြောက်ဖြူမျိုးနဲ့တောင်ပေါ်ကြီးရတဲ့စခန်းဌာနချုပ်ကနေရံပြဲမျိုးနဲ့စနေဖက်ကိုစက်ကွန်မရှင်ကစက်ကြောင်ထိုးနေလို့အာရခတက်တော်နဲ့တိုက်ပွဲတွေဖြစ်နေကြောင်းနဲ့သိရပါတယ်ကဲဒါကတော့
အခုလက်ရှိရခိုင်ပြည်ဝန်ကြီးချုပ်ပေါ့ဗျာဦးနိုင်ဦးဆိုတော့ခင်ဗျားတို့ကဒီလက်ရှိဖြစ်နေတဲ့မြေပြင်ကိုကြည့်ရမှာတိလားအခုမအေးမချမ်းဖြစ်နေတဲ့အချိန်မှာဘာကိုပညာကိုတွားပြီးသင်နေရမှာလဲဆက်ပေးရှောင်ပြီးတော့ကိုယ့်အသက်ကိုအသေးနဲ့လူနေရတဲ့အချိန်မှာသမင်းတလို့ကိုစားဖို့အတွက်မနေ့ရုံးကန်နေရတဲ့အချိန်မှာပညာတော့သင်ကျင်တာပေါ့အကောင်းမှုဟုတ်တယ်မလားခဏပြောသလိုမျိုးပဲခင်ဗျားတို့ကပညာသင်ဘုံကျဲတာအဲ့ဒီကြောင်းမလာကျဲနေတယ်ကျောင်းတို့ဖုန်းကြီးကျောင်းတို့ကောင်းကိုမနေရအောင်အိမ်တော့ဆက်ပေးရှောင်ဖုန်းကျောင်းတွေမှာတွန်းနေကြတယ်စာသင်ကျောင်းတွေမှာတွန်းနေကြတယ်အခုနောက်ပိုင်းအဲ့ဒီကိုပဲပြတ်မှတ်ထားတယ်ဆိုတော့ဘယ်မှမနေရကြတော့ဟုတ်လားအဲ့ဒါလည်းထည့်ပြောရမယ်ဆိုတော့ကျွန်တော်နောက်တစ်ခုကြည့်အောင်ဗျာဒါတော့ ARD တိုင်းမှာဒီတောင်သူများကလယ်တွေပေါင်ပြီးတော့ကွန်ဒီနုကိုပြောင်းပြီးတော့လောက်ကြတာပေါ့နော်ကွန်ဒီနုဆိုတာအခုဒီကွန်ဒီကမရင်အနုလေးတွေပေါ့ဗျာနော်အစင်းရောင်လေးတွေအဲ့ဒါကိုတယောက်ကနေဝယ်နေတယ်လို့သိရတယ်ဆိုတော့အရင်တော့လည်းကြားဖို့ပါတယ်တယောက်ကဈေးကောင်းပြီးဝယ်တယ်လို့ပြောတယ်ကဲဆိုတော့ကျွန်တော်ကြည့်အောင်မြန်မာနိုင်ငံရဲ့ဆန်စပါးစိုက်ပျိုးမှုအများဆုံးဒေသဖြစ်တဲ့ ARD တိုင်းဒေသကြီးမှာစပါးစိုက်တောင်သူတချို့ကလေယာမြေတွေကပေါင်တော်ပြီးကွန်ဒီနုရောင်းဝယ်တာတွေကိုလုပ်နေကြတယ်တောင်သူတွေဒီကနေသိရပါတယ်ပြီးခဲ့တဲ့မိုးစပါးနဲ့နှွေစပါးစိုက်ရတဲ့ဒီမှာစပါးဈေးကောင်းမရခဲ့တဲ့ကြောင့်စပါးစိုက်တောင်သူတွေအရှုံးနဲ့ရဆိုင်ခဲ့ရတဲ့ကြောင့်လေယာတွေကိုပေါင်တော်ပြီးကွန်ဒီနုရောင်းဝယ်လာကြတာဖြစ်ရတယ်လို့ပြောပါတယ်လေယာတွေကိုငွေကျပ်9သိန်းကနေ10သိန်းအထိပေါင်တော်ကြပြီးအဲ့ဒီကနေရတဲ့အရင်းနှီးနဲ့တရုတ်နိုင်ငံကိုတင်ပို့တဲ့ကွန်ဒီနုရောင်းဝယ်ရေးလုပ်ငန်းကိုလုပ်ကိုင်ကြတာဖြစ်ပြီးအဲ့ဒီကနေရတဲ့အကျိုးအမြတ်နဲ့ပေါင်ထားတဲ့လေယာတွေကိုပြန်ရွေးကြမှာလည်းဖြစ်ပါတယ်။ ARD တိုင်းဒေသကြီးကစပါးစိုက်တောင်သူတို့ကတချို့လယ်သမားတွေကလယ်ပေါင်ပြီးကွန်ဒီအယောင်းဝယ်လုပ်နေကြတယ်။လယ်ပေါင်ပြီးတော့အဲ့ဒီကနေရတဲ့ပတ်စံနဲ့ကွန်ဒီထည့်ပြီးပြန်ရောင်းကြတယ်။ကွန်ဒီအနုတွေကိုရောင်းဝယ်လုပ်ကြတယ်။လယ်ကိုပေါင်ပြီးတော့အရင်နေ့လုပ်ကြတာပေါ့။လယ်3ရက်ရှိတဲ့လူက9သိန်း10သိန်းပေါ့။သူတို့လိုတလောက်လေးနဲ့ပေါင်ကြတာပေါ့။အတုံးတုံးကတော့ဒီဖက်မှာတော့ရှစ်ချက်နဲ့စိတ်ချက်ပဲလို့ပြောပါတယ်။လက်ရှိမှာကွန်ဒီအရင်တလုံးကငွေကျပ်150နဲ့200ကျားမှရှိပြီးကွန်ဒီနုက200ကျပ်အထိဈေးကောင်းရနေတာကြောင့်ကွန်ဒီနုရောင်းဝယ်တာပိုပြီးလုပ်နေကြလို့ဆိုပါတယ်အဲ့ဒါပြင်လယ်စိုက်ပြောတာတဲ့ကွန်ဒီနုရောင်းဝယ်တာနေတဲ့ဝင်ငွေရှိနေတဲ့အလုပ်ဖြစ်တာကြောင့်လယ်မစိုက်ခင်2လ3လအလိုမှာတောင်သူတွေကအခုလိုမျိုးလုပ်လာကြတယ်ဖြစ်ပါတယ်ဒါကြောင့်လယ်တွေကိုအတုံးနဲ့ပေါင်ထားပြီးကွန်ဒီနုရောင်းဝယ်တာတွေကိုလုပ်လာကြတယ်ဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီတိုင်းဒေသကြီးကဘူကလေးမျိုးနဲ့စပါးစိုက်တောင်သူဦးအေးလွင်ကပြောပါတယ်ဒီချိန်မှာကွန်ဒီအယောင်းဝယ်ကကောင်းတယ်လေကွန်ဒီအနုတွေဝယ်ပြီးတော့ရွာမှာဒိုင်ရှိတော့ဒိုင်တွေကိုရောင်းကြတယ်လောလောဆယ်ပြဿနာတော့ရှင်းတာပေါ့လဲကိုပေါင်ထားတယ်အတုံးနဲ့ပေါင်ပြီးတော့ကွန်ဒီနီလို့အဲ့ဒီကနေပြန်ရွေးပြီးတော့လဲပြန်လုံးရင်လည်းလုံးမှာပေါ့လို့ပြောပါတယ်ARD တိုင်းဒေသကြီးကပသိမ်ကျောင်းကုန်းဘူကလေးစားတဲ့မြို့နယ်ကတောင်သူတော်တော်များများဟာကွန်ဒီနုရောင်းဝယ်တာကိုလုပ်လာနေကြပြီးလယ်လုပ်ချိန်အထိပေါင်ထားတဲ့လယ်တွေကိုပြန်မရွေးနိုင်သေးရင်ကွန်တီနူလုပ်ငန်းကိုပဲဆက်လက်လုပ်ကိုင်နေကြမယ်လို့ပြောပါတယ်။စပါးဆိုင်တောင်သူတော်တော်များများဟာပြီးခဲ့တဲ့စပါးဆိုင်ရာဒီကနေ့ထွက်ရှိတဲ့စပါးတွေကဈေးကောင်းမရတဲ့အရှုံးနဲ့ရင်ဆိုင်ခဲ့တာကြောင့်စိုက်ပျိုးစရိတ်ရှင်းငွေတွေကိုအခုချိန်ထိမဆက်နိုင်ကြသေးဘူးလို့သိရပါတယ်။ဒါကြောင့်နောက်ထပ်လယ်ပြန်ဆိုင်နိုင်ဖို့ကိုအခက်ခဲဖြစ်နေကြောင်းလည်းဆိုပါတယ်။ဆိုတော့ကျွန်တော်ဒီသတင်းကိုကြည့်ရဆိုတော့ဒါကဒီနိုင်ငံနဲ့တအားဆိုင်သွားပြီနော်တတူမဆိုဗျာကိုလဲဆိုင်ပြီးတော့အဲ့ဒီကနေရတဲ့အသီးပွင့်ကိုအမျက်ကိုမခံစားရဘူးဆိုလို့ရှိရင်ဘယ်သူကတော့ပြီးဆိုင်မှာတော့ဟုတ်ပြီဒီဆက်ဖြစ်နေတဲ့ဖက်ချားတွေမှာထားလိုက်ပါတော့ဥမာရခိုင်ပြည်တို့တခြားနယ်ဖက်တွေမှာတိုင်းဒေသဖက်တွေမှာတော့ထားလိုက်ပါအဲ့ဒါလည်းဆက်ဖြစ်နေတယ်လို့ပြောမှဆိုတော့ဒီစကမကပိတ်ထားလို့ရောင်းဝယ်ရေးလုပ်လို့မရဘူးဆိုတော့ဟုတ်ပြီနားလဲတော့ရတယ်ဟုတ်ဒီနေရာတွေကဘာမှဆက်ဖြစ်တာမရှိဘူးလေ ARD တိုင်းဖြစ်တော့ဖြစ်တာပါဒါပေမဲ့အဲ့ဖက်ချာနေအခုလက်ရှိကျွန်တော်ပြောသွားတဲ့ဖက်ချာမဖြစ်ဘူးဆိုတော့အဲ့ဒီနေရာတွေတကယ်တမ်းကြားလို့ရှိရင်လယ်သမားတွေကိုသူတို့ကစိုးရကတေချာကြည့်ပြီးတော့သူတို့ဥမာဗျာတစ်နှစ်တာသူတို့ဘယ်လောက်နဲ့ရင်ထားလဲဥမာဒီစကားကိုဘယ်လောက်နဲ့ပြန်ဝယ်ရမလဲဘယ်လိုသူတို့ဥပမာနိုင်ငံခြားကိုတင်မှာဆိုတော့တင်ပါဘူးပြည်တွင်းဆိုလည်းပြည်တွင်းပေါ့ဒါသူတို့အကောင်းဆုံးလုပ်ပေးရမှာလေသူတို့ကိုယ်တိုင်ကအရင်ခက်ကတည်းကရှိပါတယ်သူတို့ကိုယ်တိုင်အပြင်မှာပေါက်ဈေး9သိန်းဆိုသူတို့က3သိန်း8000အဲ့လိုမျိုးနဲ့သူလာဝယ်တယ်မရောင်းပြလို့လည်းမရဘူးအနည်းဆုံးမှာစပါးတင်း3000ရှိလို့ရှိရင်စပါးအနည်းဆုံး1500ရောင်းပေးရမယ်ဘာညာအဲ့လိုမှလာသေးတယ်ဗျာသိလားတို့တွေက
ဈေးကြတော့ကောင်းကောင်းမပေးချင်တောင်သူတွေကြတော့ကောင်းကောင်းမကြည့်ချင်ဆိုတော့ကျွန်တော်တို့ကဘယ်လိုမှတွက်လို့မှာတော့နောက်ထမင်းငတ်မယ်တောင်သူတွေဒီစပါးဒီလေယာမြေတွေကိုစစ်ကုံဝိုင်းတယ်ထမင်းငတ်မယ်ဒီနေ့တနေ့လေယာလောက်တာဆိုတော့တော်တော်ပင်မနဲ့အလုပ်ပြသိလားတော်တော်ဝါသနာပါလို့ဒီသူတို့ကဘိုးဘဆင်ဆက်လုပ်ခဲ့လို့တာသူတို့ကလုံနေကြရတာဒီအလုပ်ကတော်တော်ပင်မတယ်အဲ့ဒီယာဒီလေထုံလိုက်ယာဒီဆိုကောင်းမရအောင်ကောင်းမစားရအောင်အဲ့ဒီဘို့ပင်မတာအဲ့ဒါကိုနိုင်ငံတော်အစိုးရအနေနဲ့ကျွန်တော်ကြည့်တင်တယ်ပြသိလားအများတော့ကိုယ့်ကိုအစိုးရလက်ခံမှန်းတိုင်းတခြားနေရာမှာအစိုးရမဟုတ်လေလောလောဆယ်တော့အဲ့ဒီမြို့ဖက်တွေမှာတော့အစိုးရလောက်ကြပါဗျာနော်ဆိုတော့အဲ့ဒီအောက်ကလူတွေတော့ကြည့်တင်တယ်လို့ကျွန်တော်တို့မြင်ပါတယ်ကဲကျွန်တော်ဒီနေ့ကတော့ရရှိရတဲ့သတင်းလေးကတော့ဒီလောက်ပါဗျာချီချူပေးကြတဲ့တဦးတယောက်စီတန်းကိုလည်းကြီးအထူးတင်ရှိပါတယ်ဗျာအားလုံးမင်္ဂလာအောင်ပြည့်စုံကြပါစေလို့ကျွန်တော်ရောက်ဖို့လေးဆုတောင်းပေးလိုက်ပါတယ်